ကဲစောနာလိုင်းလေးပြန်ကြည့်လိုက်နော်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါခုနလိုင်းပြန်ကြည့်လိုက်ဗျာခုနကဘလို့တွေဖြစ်သွားမှန်းကိုမသိဘူးလိုင်းကြီးခုနကပြောခဲ့တာကဒီဟာပေါ့ဗျာဒီတစ်ချိန်ရာပြည့်ကိုတုံညာအပူခွာကောင်းတယ်ပေါ့တုံညာအပူခွာကိုကျွန်တော်က100ကိုပို့ပြီးတော့ကြိုက်တယ်100ကိုပို့ကြိုက်တယ်ဆိုတာကကျွန်တော်ဒီ2022လိုင်းမော်စတက်ခါစားပေါ့ဗျာဒါအစအနေပြန်ပြောတာနော်မန်ပါမခေါ်ခင်ပေါ့ဒါလေးကိုကျွန်တော်ဖုန်းနဲ့ဒီ site တော့မတင်ပေးခဲ့ဘူးအတွေ့လေးတွေပေါ့ဘာလဲအတွေ့လေးတွေလဲဆိုတော့ညာတိုင်းဆင်းနေတာထိုင်မှာညာတိုင်းဆင်းနေတော့じゃဖုန်းလေးကကလင်ဒါလေးတွေပဲကြည့်ပြီးကမှကျွန်တော်ကဒါလေးကိုကြိုက်သွားတော့နောက်တော့ဖြစ်နေတာ380လေး33ညာအတွင်းနဲ့380လေးတစ်ခွက်နော်ထိုးနိုင်တယ်လူထိုးပါလို့ပြောတော့ပေါက်ကြတယ်ပါစီပေါ့ဗျာကိုအဲ့မှာအားပေးခဲ့တဲ့ပိတ်တယ်အဲ့တော့ follower လည်းနေသေးတာဟုတ်နော်အဲ့ဒီမှာကျွန်တော်တဖြည်းဖြည်းနဲ့အဲ့မှာဒီမှာအောင်တော့ဒီမှာကြတော့ YouTube channel မှာအောင်တယ်ဒီမှာလဲဒီမှာအောင်တယ်ဒီမှာလဲကျွန်တော်65ခွန်ထောင်နဲ့ line နေရအောင်ခဲ့တယ်အဲ့ဒီမှာ6လေးနှစ်မှာကျွန်တော်တဲ့အောင်မဒီမှာ66တဲ့အော်တာနော်3ကပ်ပဲရှိတာအခွအဲ့တော့6လေးနှစ်တဲ့အော်တာ6လေးနှစ်တဲ့အောင်လားအောင်ပြီးကမှကျွန်တော်မှပါစခေါ်တာပါနော်9000နဲ့ဒီမှာ2အော်မှပါအောင်အဲ့ဒီမှာပအော်ပြည့်စုံကြ6အောင်ခဲ့တာနှစ်တိုင်းနှစ်ကျွန်တော်ပါအော်2အော်ပေါ့နော်အရန်တဲ့အဲ့လိုမျိုးလေးတွေအောင်ခဲ့လို့ဒီချိန်လေးကျွန်တော်လည်းရက်ကြည့်နေတာပေါ့အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီမှာခွန်ကိုဒဲခွာတာနှစ်ကတ်ရှိတာသူ့အောင်မှာယာပြေးထွက်နေတာကျွန်တော်ကလည်းဒီပွဲကိုယာပြေးရတွေ့ထားတာယာပြေးထွက်နေတော့ဒီတရားကြီးများလှုပ်ချသွားမလားအဲ့တော့ခွန်ကိုဒီမှာနှစ်ကတ်ရှိတာခွန်ကိုအခွာကိုကနန်းလူကနန်းနဲ့တရားလှုပ်မလားယာပြေးကလည်းကိုကတွေ့နေတဲ့အတွက်ကြောင့်ဘာလို့လဲဆိုတော့အဲ့တုန်းက380တင်ပေးခဲ့တာကဒီ2ဦး5ကိုနောက်တွဲကြလို့380ကနန်းတူကနန်းလိုက်တယ်စာထဲမှာတော့အဲ့လိုလေးရေးတင်ပြီးခဲ့တယ်နောက်တစ်ခုကဒီ380ကိုဘာနဲ့ထောက်တုံးဆိုတော့ तू ကဗျောင်ဆိုတော့လဲအားကြီးလဲမကြက်ရဲဘူးဒီမှာလဲ2ဦး5ကိုက5ကိုနောက်တွဲကနှစ်ကတ်ရှိတာကလင်နာတစ်ပြင်လုံးမှာရှာကြည့်ပေါ့2ဦးမှာ5ကိုအဲ့တော့380ကနန်းတူကနန်းတင်နိုင်တယ်ပေါ့ဒီလိုနှလုံးထောက်ကလေးတွေက तू ကတကွက်ကိုလှုပ်တတ်တယ်ဘယ်မှာလှုပ်လဲဆိုတော့ကျွန်တော်ဒီမှာဒီနှစ်တင်ခံလိုက်ရတယ်ဒီနှစ်တင်ဒီမှာ390နေရာမှာကျွန်တော်သိတယ်ဒါပေမဲ့ကံပေတယ်ပေါ့ဗျာကံပေတော့38ဘူးအတွဲရဲ့အောက်မှာသူကနှစ်ကစီးပဲနော်390ခဏတူခဏလောက်သွားတာတွေ့တယ်ဘာကြောင့်လဲဆိုတော့ဒီအဲ့ဒီကျွန်တော်ကလိုက်ကြည့်နေပြီးခဲ့နေတာတောက်လျှောက်ဒီ2ကိုဒဲထွက်တာနှစ်ကရှိတာသူကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်10နှစ်မြောက်ကိုသွားလိုက်တာ ਨੇ 38ရှည်တွဲလို့ကြားတဲ့အောက်ကိုကျွန်တော်အကွက်ရွှေဆိုင်လည်းကြည့်တယ်ခဏတူခဏလည်းကြည့်တယ်ဟိုအဟဲကြီးမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ဒီမှာတင်းဒါနှစ်ကိုဒဲထွက်ပြီတင်းနှစ်3 4 5 6 8နှစ်မြောက်ကိုသွားလိုက်တာနဲ့38အတွဲရဲ့အောက်မှာ390ကနန်းတူကနန်းလောက်တာအဲ့ဒီနှလုံးအတွဲလေးတွေအတိအကျအထိုင်ထောက်ကကနန်းတူကနန်းတွေတအားလောက်တတ်တယ်နော်အဲ့ဒီအတွေ့အကြုံလေးတွေပေါ့နော်နှစ်ကက်ရှိတာလေးတွေအဲ့ဒါဆိုရင်ဘာကြောင့်အဲ့လိုမျိုး9 9နောက်တွဲကြလို့380လို့တင်ပေးရတဲ့အကြောင်းရင်းကဒီ360သူကနေတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်12နှစ်12နှစ်13နှစ်14နှစ်15 16 19 18 19 20နှစ်1နှစ်22နှစ်မြောက်မှာ360ပြီးတော့390အားအဲ့မှာပထမနှစ်ကပ်မှာကသူကဒီအချိန်ကြိုက်တယ်နော်22နှစ်နော်သူဒီကနေရေ22နှစ်20နှစ်ချားစီပေါ့သူ့အပေါ်မှာသူက360 6ပရိမ်လို့6ထိပ်လေးခံထားတာ6ထိပ်3ညထိပ်1ထိပ်စီနီယာပြေးလာတာပေါ့ဗျာမလဲ3ညထိပ်အဲ့လိုခံထားတာခံတော့ဒီကောင်ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်13နှစ်14 15 16 19 18 19 20နှစ်1နှစ်22နှစ်ကျော်မှာ380များလာမလားပေါ့ကိုကလည်းအဲ့လို3ကအညီကြီးတွေဆိုတော့အဲ့တော့အားကြီးလဲမအော်ရဘူးမကြက်ရဘူးဒါပေမဲ့ဒီ9ကိုအထောက်လေးရှိတယ်ဆိုတော့ပြောလို့မရဘူးပေါ့နော်3ကတ်တွေကဒါမျိုးကြပြောင်ဆိုင်တွေလည်းရှိတယ်ဆိုတော့ပေးလို့ဟိုကံပါတဲ့လူပေါက်လိုက်မယ်တကယ်လို့ပေးတယ်ဆိုတော့ကျွန်တော်အမစာလေးအလုပ်ထဲမှာကျွန်တော်လည်းဘတ်20ဘိုးစီအာထိုးလိုက်သေးတယ်အာထိုးလိုက်တော့ဘတ်20ဘိုးရတယ်အဲ့ဒီမှာအလုပ်ထဲမှာတွေရောင်းနေလို့ရှိတာဟုတ်အဲ့တော့
စာလေးနဲ့တဲ့နှစ်စာထဲမှာဘယ်လိုလဲ2ဦး5ကုန်းနောက်တွဲကြတော့380ကဏ္ဍတုကဏ္ဍလောက်သွားအောင်မယ်နော်ဆိုပြီးတော့ကျွန်တော်နှစ်ကတ်ဆိုင်တီလေနှစ်ကတ်ဆိုင်တီကကဏ္ဍတုကဏ္ဍကြောက်ရတယ်ဆိုတာအဲ့ဒီတော့380ကဏ္ဍတုကဏ္ဍအဲ့ဒီအထောက်အကူနဲ့ဒီ3ကတ်ပြေးလန်းဘာလို့လဲဆိုတော့သူ့ပေါ်မှာ22နှစ်မြောက်သွားဒီကောင်တွေကနေရေ22နှစ်မြောက်သွားတာနဲ့မှာခွန်3 6ထိပ်360မှန်လေ6ထိပ်360 6ပရိတ်မလို့6ထိပ်ပေါ့ဗျာဒီမှာနှစ်ကတ်မှာကဒီမှာ3ရထိပ်3ရပရိတ်ခွန်30ပတ်လေအဲ့ဒါဆိုရင်ကျွန်တော်အကျိတ်ဒါနှစ်အကွာဝေးလိုက်အတူတူမှာဒီမှာတစ်ထိပ်လို့ကြိုးထားတော့ဗျောင်များလုံမလားပေါ့နော်တခြားတစ်ပရိတ်များလုံသွားမလားအပူးတွေနဲ့ပဲတစ်ပရိတ်လုံမလားပေါ့နော်30အတွဲလား83ညအတွဲလားဘာလို့လဲဆိုတော့သူက36အတွဲတွေပြီးသွားရင်36အတွဲ39အတွဲ38အတွဲပေါ့နော်ဒါမှမဟုတ်33ညအတွဲပေါ့တခြားလိုင်းနေလည်းရှိကြည့်အဲ380ကိုတင်ပေးရတဲ့အကြောင်းရင်းစာလေးရေးတင်ပေးကြလိုက်တာကြတော့အဲ့တော့ကျွန်တော်က2ဦး5ကုန်းနောက်တွဲကြလို့နှစ်ကြိမ်မှာ380ကဏ္ဍတုကဏ္ဍတဲသွားမလားဆိုတဲ့အတွေ့လေးကြအဲ့မှာ380လေးကြိုက်တဲ့လူရှိထိုးလို့ရတယ်ဆိုတော့အဲ့တော့ပြိတ္တလည်းနေသေးတယ်လိုင်းမော်ကဒီတစ်ချိန်မှစတက်တာစတက်တော့အဲ့မှာစတက်တဲ့ချင်းအောင်သွားတယ်ရသွားတယ်follower လေးတွေတိုးလာတယ်နောက်နှစ်ကြိမ်မှာကျွန်တော် YouTube channel မှာအောင်တယ် YouTube channel မှာအောင်သွားပြီးတော့ကျွန်တော် channel ရှိတယ်ဒါပေမဲ့အဲ့ channel မသုံးပြတော့ဘူးအကောင့်အဟက်ခံလိုက်ရတာဒီမှာကြတော့ရှေ့တစ်နှစ်ကျော်ကလည်း65ခုထောင်နေတယ်3ပေဇက်တိုက်ဒီမှာကျ YouTube channel public ပဲเนาะကျွန်တော်မန်ပါမခေါ်သေးဘူးအဲ့တော့မန်ပါမခေါ်သေးဘူးအဲ့ဒါကြောင့်မန်ပါတွေအများစုဖြစ်လာတာအဲ့တော့အခုဒီနှစ်လဲစလုံးရေးစ200နေစမယ်200ဝန်းကျင်ကနေစမယ်ကျွန်တော်နည်းနည်းသိကြအောင်လို့ဘာလို့ဆိုတော့ကဏ္ဍတွေကလည်းပို့တော်မှာဆိုတော့ကြတော့ဝင်တဲ့လူမဝင်တဲ့လူတခြားသိအောင်လို့နောက်တစ်ခုကဘာတွေးလဲဆိုတော့ဟိုအစင်မပြေတဲ့လူဒီမန်ပါအဟောင်းတွေကအစင်မပြေတဲ့လူလာခဲ့ပါနောက်တဝက်ခွဲသွေးခြင်းလေဘယ်နေ့ဘယ်ရက်ဘယ်လားလောက်ကြာရင်အဆင်ပြေပါမယ်စောင့်ပေးပါအောင်ဆိုစောင့်ပေးတယ်နော်မစောင့်ပေးတာမဟုတ်စောင့်ပေးတယ်နော်ဟိုတကြပြီးခဲ့တဲ့နှစ်ကညီလေးတယောက်လို့ဖြစ်မှာဆိုလို့စကားကိုရှင်းအောင်ပြောတချို့ကြတော့လေဟိုကျွန်တော်မဝင်ကျင်တော့ဘူးဗျာလို့ပြောရင်အားနာလို့မလို့အဆင်မပြေသေးဘူးနဲ့လွှဲတာလည်းရှိကြတယ်ရှိရလေဆိုတော့ကြတော့ကိုကကိုကနန်းကိုစီမမဝင်ခြင်းမဲ့ကိုကအတင်းဆွဲခေါ်တယ်လို့ဖြစ်မှာဆိုတဲ့အတွက်တချို့ကြလဲလူကအမျိုးမျိုးပဲဗျာကျွန်တော်လူရာနဲ့ချီဆိုတော့လူကလည်းအမျိုးမျိုးပဲတကယ်လဲဝင်ခြင်းနဲ့အားလဲနာတယ်ပြောရမှလည်းအားနာနေတော့အဲကြောင့်လမ်းဖွင့်ပေးခြင်းဖြစ်တယ်နော်အဲ့တော့လောလောဆယ်အဆင်မပြေသေးဘူးဘယ်လားလောက်မှသွင်းလို့ရလားဒါမှမဟုတ်လောလောဆယ်တဝက်လောက်သွင်းထားခြင်းနဲ့ဆိုလဲရတယ်လို့ကျွန်တော်ပြောတယ်အဲကြံနေတာကလူ14 5ယောက်လောက်ကြံနေအဲမေးထားလိုက်တယ်ကျွန်တော်ဆက်လိုက်မလားမလိုက်ဘူးလားပေါ့ဗျာဟုတ်လားလိုက်မဲ့လူကြရင်ကျွန်တော်ဒီမန်ပါတွေကမထုတ်တော့ဘူးမလိုက်တဲ့လူကြတော့ထုတ်လိုက်တယ်ဘာဖြစ်လို့ကျွန်တော်က2026ကဒီအကောင့်ပဲပြန်သုံးမှာမလို့အားတော့နာတယ်ထုတ်ရတာဘာလို့လဲဆိုတော့ဟိုကျွန်တော်ရဲ့အတွေ့အတယောက်နဲ့ဒီဟိုပါပေါ့နော်ကံရှိမှချက်ပေါက်နိုင်တာအဲ့တော့ကျွန်တော်ကလည်းမန်ပါထုတ်လိုက်တဲ့အချိန်မှာမန်ပါဆက်မလိုက်တော့တဲ့လူကိုထုတ်လိုက်တဲ့အကြောင်းရင်းကသူကျွန်တော်ပေါက်ကနန်းပါရင်တောင်သူကံမပါလို့မန်ပါထွက်လိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်ကတွေးတာပေါ့နော်တွေးတာပေါ့ဘာလို့ဆိုတော့အလကားကတော့ကျွန်တော်မပေးနိုင်တော့ဘူးပေါ့နော်မပေးနိုင်တော့ဘူးဆိုတာကဘာဖြစ်လို့လဲဆိုရင်ကြာလာရင်လူကအလကားဆိုရင်တန်ဖိုးမေ့လာတာကိုဒီမှာရှားထားတာအသေးအသားအောင်ကုန်အောင်ရမယ်ဆိုတဲ့ညီမချက်ကြီးနေအပိုင်လို့ပြောတာမဟုတ်ဘူးတော့ဒါကျွန်တော်ညီမချက်ကိုကျွန်တော်ပြောတာအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မလို့ကံမပါတဲ့လူကထွက်သွားတယ်ပေါ့ဗျာကံပါတဲ့လူကနေခဲ့မယ်ကျွန်တော်ပေါက်ကနန်းပါရင်အဲ့လိုမျိုးနဲ့တွေးတာပေါ့နော်တချို့ကြတော့လဲကံမပါတဲ့လူနဲ့ကိုနဲ့ကံမဟာဆက်တော့ကွဲသွားတဲ့သဘောပေါ့နော်အဲ့လိုလေးအဲ့တော့အဲ့ဒီပြည်လန်းကြောင့်ကျွန်တော်ကတွေးခဲ့တာအဲ့နောက်ကြတော့တစ်နှစ်ကျော်မှလောက်ပြန်ရော380အဲ့ဒီကျွန်တော်ပြောခဲ့တယ်360 390 380ကိုရှေ့နှစ်ကမှသူက380သူ့ရဲ့တပင်ကျော်မှာ390လို့ကမ်းလာတဲ့အတွက်ကြောင့်ဒီနှစ်မှာတော့360တစ်နှစ်ကျော်မွေးရမယ်လို့ကျွန်တော်ပြောထားတယ်တို့ပေမဲ့သူကဒီလိုကြီးအချိန်ကိုက်လောက်သွားတာကဟော့ကော်ကြီးဖြစ်သွားတာလေသုံးကပ်ပြောင်လိုင်းအဲ့ဒါကြီးကမပြီးတော့ဘူးထင်တာပေါ့အဲ့ချိန်မှာကျွန်တော်တို့မဖမ်းခဲ့ဘူးတွေ့တယ်မဖမ်းခဲ့ဘူးဘာကြောင့်လဲမပြီးတော့ဘူးထင်လို့ဒါလည်းဆရာအများစုတွေ့တယ်နောက်ပိုင်းမှာဘယ်သူမှလည်းအဲ့ချိန်မှာအဲ့လောက်ကြီးအလွယ်ရလို့မဖြစ်ဘူးကြောင်ဆက်ကြီးဖြစ်သွားတာပေါ့နော်အဲ့တော့လွတ်သွားတယ်ဒါပေမဲ့သူအောက်မှာတစ်ခါပြန်ကြပါတယ်နော်6333ပြန်ကြအဲ့လိုမျိုးကစားသွားတယ်အဲ့ဒီအတွေးအယူဆပြီးတော့ကြောင့်အခုလဲတရားကိုတင်းပေးရတဲ့အကြောင်းရင်းကဒီဟာလေးနဲ့လားဆိုရင်မဟုတ်ပြန်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာတရားလို့တုံညာအပူးလို့
ရာပြည့်ကနှစ်ကြိမ်မှထွက်တာနဲ့အဲ့ဒီနေ့ထဲမှာရာပြည့်နောက်တစ်ခေါက်ထပ်လိုက်တော့300နဲ့လိုက်တယ်လိုက်တဲ့အချိန်မှာ तू ကသူ့အပေါ်မှာအခွေ3လုံးပေါင်းချင်းက तू က9လို့ပုံသေးဖြစ်တယ်3အပူရာပြည့်ဆိုတော့3အပူကြောင့်3ပါဝါ9နဲ့ကျိုးတဲ့အချိန်မှာ6ထိတ်နဲ့ဒီလိုအခွေစတာလားသူ့အောက်တပွဲကြော်ကြတာလားကျွန်တော်တို့၄ပရိရဲ့အောက်ဒီလည်းဖမ်းခဲ့တယ်နော်6ခါ၄ပရိရဲ့ဘေးအောက်ဒီလည်းဖမ်းတယ်သူမကြဘူးနော်အဲ့ဒီတော့ဒီလိုနီးနဲ့စုံစီနီယာထိတ်နဲ့ဒီလိုအခွေ3လုံး9တာလားအဲ့ဒီအောက်မှာမြတ်ရာပြည့်300ကြတယ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကလည်း800ရာပြည့်လို့2ကြိမ်မှတည့်ပြီဆိုရင်အဲ့ဒီနေ့ထဲမှာရာပြည့်တစ်ခေါက်ထပ်လိုက်တယ်လိုက်ပြီဆိုတော့ तू ကဒီမှာပထမကပ်မှာတော့6ခါပရိ4အောက်ဖမ်းခဲ့တယ်ကျွန်တော်တို့မကြခဲ့ဘူးဒီနေ့မှာ6ခါပရိလေးတွေတည့်တယ်လေမခွန်8ကို6ခါပရိလေးဒီအောက်မှာရာပြည့်တွေဖမ်းတာပဲမထွက်ဘူးပဲအဲ့တော့ကျွန်တော်တို့ကဒီမှာသူလိန်တော့လိန်ပါအဲ့မှာကျွန်တော်တို့ဒီမှာအခွေ3လုံးက6ပြီးတော့စုံစီနေရနဲ့4ထိတ်နဲ့ဒီလိုအခွေ3လုံး9ပုံတည်းရဲ့အောက်မှာအဲ့ဒီရာပြည့်ရပြန်လိုက်တာလားအဲ့ဒါဆိုရင်6 4ဆိုတော့ဒီနှစ်မှာ2ကြိမ်မှာ900တဲသွားပြီရာပြည့်ထက်လိုက်ရမယ်ဆိုရင်ဒီအောက်မှာများလိုက်မလားဘာကြောင့်လဲ6 4နှစ်ထိတ်နဲ့ဒီမှာအခွေ3လုံး285ဆိုတော့9ဖြစ်တာအဲ့ဒီအောက်တပွဲကြော်များရာပြည့်လိုက်ချင်လို့အဲ့ဒါကိုတွေးမိပြီးတော့ကျွန်တော်တို့ဒီ380အောင်တာလေးကို59နောက်တွဲကြလို့ကနန်းတူကနန်း380နှစ်ကတ်ရှိတာနော်ဒီ59ကအခုချိန်ထိနှစ်ကတ်ပဲအဲ့2ဦးမှာ59နောက်တွဲကြလို့380 frame အဲ့နှစ်ကတ်ရှိတာအဲ့ဒီလိုသူကနှစ်ကတ်တည်သွားခဲ့ရင်အခုဒီ2ဦးမှာကလည်းခွန်9နောက်တွဲကြလို့သူ့နောက်မှာရာပြည့်လိုက်နေတာရာပြည့်10ကွက်ကိုထိုးချင်းရထိုးပေါ့ဒါပေမဲ့ဒီလိုမျိုးကနန်းတူကနန်းလောက်တဲ့အတွက်ကြောင့်100ပေါ့ဗျာနော်ဘာလို့ခွာပေါက်ခွန်9ဆိုတာခွာ6ဖြစ်တဲ့အတွက်6ပေါက်က1နဲ့လည်းဖြစ်နိုင်တယ်လေဟုတ်လားဒဲလေ3ည1 3ညလည်းဒဲလောက်သွားနိုင်တယ်အဲ့ဆိုကျွန်တော်တို့ဒီမှာကလည်းခွန်9ကလေးခွာတယ်သူ့နောက်မှာ100ပတ်လည်များချမလားဒါမှမဟုတ်ရာပြည့်ကိုကြိုက်တဲ့ရာပြည့်ကိုထိုးပေါ့ဗျာဟုတ်ဘူးလား3ညအပူခွာကျွန်တော်ကတော့100ကိုတင်ပေးလိုက်ရယ်10ခွက်လုံးထိုးနိုင်တဲ့လူကထိုးပေါ့28ခွက်ပဲထိုးရမှာအဲ့ဒါဆိုရင်အဲ့ဒီရာပြည့်ကိုအမျိုးမျိုးတွေကနေကျွန်တော်ချုပ်တာနော်တလိုင်းနဲ့ကျွန်တော်အာကူခဲ့တာမဟုတ်မျိုးရှုတော့ကနေလိုက်ကြည့်တာနားလေးကျွန်တော် copy တောက်တယ် copy နားလေးပြမယ် copy ပေါ့ဗျာနော် copy လေးနည်းနည်းကြံတယ် copy တောက်ပြီးတော့ဆက်လေးတောက်တယ်ဒါပဲအဲ့တော့ခဏလေးနားမယ်ခဏလေးနားပါမယ်တဲ့ခုနအပီလားပါလားတော့မသိဘူးလားကောင်းတာကြဟိုကလက်ရှိုးကကြတယ်ဘယ်လိုရုံးမသိစကားထိမ့်ပြသွားတာပေါ့နော်6လေးမွေးကနန်းရှိသလားတဲ့ကြော်သွားဦးကြီးလူတစ်ပါတဲ့ကိုအဟမင်္ဂလာပါဒါမင်းတရားမင်္ဂလာပါနော်ဒီမှာတော့ကျွန်တော်ပြောခဲ့ပါတယ်6ခါနော်ဒါအမင်းကြီးလက်ခွဲလိုက်မယ်6ခါအဲ့တော့ကွန်မန့်မှာတွေ့တယ်တာဝန်ကြီးသွားပြီတာဝန်ကြီးကြီးမကြီးတာတဲ့ကျွန်တော်တို့ကပေးကြဆိုင်ရှိလိုက်ရမှာအဲ့ဒီမှာ6ခါ9ပရိသူရှိဟိုမှာဖြစ်တယ်တို့ပေမဲ့6ခါ9ပရိရအောင်မှာဖြစ်တာမဟုတ်ဘူး9ကတ်ထီသူတွားထားတယ်ဆက်မပြောတော့နော်ဆက်မပြောတော့အဲ့တော့6ခါ9ပရိအောင်မှာသူကအခွေ3လုံးခွန်အဲ့ဒီခွန်လို့ပြီးရတယ်သူ့အောက်မှာခွာ9ရဲ့အောက်မှာအဲ့ဒီခွေ3လုံးခွန်ကြောင့်ခွန်ပါဝါနှစ်ဘူးနှစ်ခွအဲ့လိုပဲသူကလိုက်ခဲ့သေးတယ်ရှေ့3ကတ်မှာဒီကျွန်တော်ကဒီနောက်6ခါ3ကတ်နဲ့မြင်လွယ်အောင်လိုက်တာက6ခါ9ပရိသူကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်3နှစ်ကျော်5နှစ်မြောက်6ခါ9ပရိလို့လိုက်ပြီဆိုတော့ねသူကအခွေ3လုံးခွန်ပြီးတော့ခွေ3လုံး8လို့လာတယ်ခွေ3လုံး6လို့လာတယ်6ပြီးရတယ်သူကခွာပေါင်းကျွန်တော်ကပြီးခဲ့တဲ့ပွဲက330ရလဲအဲ့ဒါလည်းပါတယ်သိလား3ခါနဲ့သူကခွာပေါင်း3ဗရိတ်6လာပါဒီသူမလာပါဘူးခွာ3ပဲပေးသွားတာအဲ့တော့ဒီမှာခွာ9ဒီမှာကြတော့အခွေ3လုံးခွာ4 6ခါအခွေ3လုံးခွန်ခွာ9သူ့အောက်မှာခွန်ပါဝါနှစ်ဘူးနှစ်ခွာနဲ့ဗရိတ်6ခါဗရိတ်ကိုသူ့အောက်မှာအခွေ3လုံး6ခွာ4 6ခွေ3လုံး6ပါဝါသူ့အောက်မှာတစ်ဘူးတစ်ခွနဲ့ဗရိတ်ကိုအဲ့ဒါလို့ကြားတဲ့အချိန်မှာဒီကောင်ကသူ့အောက်မှာထောက်ထား3ခွနဲ့သူကနေတစ်ကြိမ်3ခွရဲ့အောက်မှာသူကပြန်ကြ
အဲ့ဒီသူ3ခွနဲ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မြောက်တက်လိုက်တာ ਨੇ အဲ့ဒီကောင်နော်ဒီဖြစ်စဉ်အဲ့ဆိုဒီမှာကလည်းဒီ3ခွသူ့အမှပြန်ကြ6နှစ်8ကပြန်ကြဒီပထမကမှလည်း3ခွသူ့အမှပြန်ကြ690ရနော်ပြန်ကြအဲ့ဆိုရင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မြောက်တက်တာ ਨੇ အဲ့ဒီ1ဘူး1ခွ2ဘူး2ခွအဲ့ဒီကောင်တွေကသူ့အပေါ်3လုံးက3လုံးခွန်ကြောင်းခွာ9အောင်ပါသူကခွန်ပါဝါ2ဘူး2ခွနဲ့ဗရိတ်ရှိ3လုံး6ကြောင်းခွာ9ပြီးတော့ခွာ4အောင်ပါ6ပါဝါ1ဘူး1ခွနဲ့ဗရိတ်9အဲ့ကျွန်တော်ကဒီမှာ3ညထွင်ကန်ခဲ့ရတဲ့အကြောင်းရင်းလေလို့ပေမဲ့ तू မလာခဲ့တဲ့ဖြစ်တဲ့ကြောင့်ဒီအချိန်မှာလောက်သွားနိုင်သေးတယ်ဘာကြောင့်လဲဆိုတော့ဒီမှာပေါ့ဒီမှာထွက်ထားတယ်3ကတ်ဆိုတော့6ခါဗရိတ်9ကဒီမှာထွက်ပြီသူ့အောင်မှာလည်းဒီအခွေ3လုံး5ဖြစ်တယ်အဲ့ဒီ9အောင်မှာခွာ3မလိုက်ခဲ့ဘူးတို့ပေမဲ့လည်းသူ့အောင်တဲ့ဘွဲကြော်မှာလည်း9ပါဝါ3ညအပူခွာတော့ပြီးတယ်ဒါ696ကြီးနော်မှိန်သွားလို့696ကြီးထွက်သွားတယ်တကယ်လို့ဆိုကျွန်တော်3ညထွန်ကြီးနေရာမှာလိုက်ခဲ့သေးတာမလိုက်ခဲ့ဘူး3ညအပူခွာရာပြေးရောပေါ့နော်3ညအပူခွာကိုကျွန်တော်ဩခဲ့တာ3ညထွန်ရုံလေတခြား line တွေရောပါတာပေါ့နော်အဲ့တော့ဒီကောင်းပါလေဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့ဒီမှာလာဖြစ်ပြီအခွေ3လုံး9တွေကဒီမှာလည်းဖြစ်တယ်နော်သူမပေးဘူးတို့ပေမဲ့ဒီမှာအခွေ3လုံးလို့9ပြီးတော့ခွာ3ကျွန်တော်ပြီးခဲ့တဲ့ဘွဲက330တွေတင်ပေးရတယ်333တွေတင်ပေးရတဲ့အကြောင်းကြီးက तू အာဆိုပြီးတင်ပေးရတဲ့အကြောင်းကြီးကဒီ line မှာက तू က3ခါနဲ့ခွာ9 3ခါနဲ့ခွာ4 3ခါနဲ့ခွာ3အဲ့ဒီအောက်မှာကျွန်တော်က3ညရာပြေးကို3ညထွင်လဲအောမယ်ရာပြေးလဲ10ခွက်လုံးထိုးမယ်ပေါ့ဗျာနော်အာပြီးထိုးမယ်ပေါ့ဒါအဖွဲ့ဝင်တွေထိုးချင်ထိုးလို့ရတယ်အဲ့ဒါဆိုရင်ဘာကြောင့်ဒီ6ခါပရိတ်9လို့ကျွန်တော်ဆိုလို့လဲဆိုတော့ကလင်နာနှစ်ဦးမှာတပြင်းလုံးမှာရှာကြည့်မယ်သူ့ရဲ့ထူခြားမှုဒီလိုပုံစံကဒီ3ကပ်ပဲရှိလို့တနည်း2နှစ်3နှစ်4နှစ်5နှစ်ဟောဒီတင်ငါမ3လုံးလေးကြီးပဲနော်တင်ငါခွန်395တနည်း3နှစ်ကျော်တွေခွန်9ဒါမ3လုံးလေးကြီးပဲနော်မ3လုံးလေးကြီးပဲမ3လုံးလေးကြီးဆိုတော့သူကထိတ်လေးတွေပေါင်းကြည့်မယ်တစ်ထိတ်နဲ့ဒီ3ထိတ်နဲ့ဒီခွန်ထိတ်နဲ့ပေါင်းတော့ဒီမှာပေါ့ဗျာနော်တစ်ထိတ်3ထိတ်ခွန်ထိတ်ပေါင်းတော့1 3ခွန်ဆိုတော့3လုံးပေါင်း1ကိုဒီခါတွေကလည်း9ခါ9ခါခွန်ခါကြောင့်9 9ခွန်ကြောင့်1ပဲဒီနောက်ပိတ်ကလည်းခွန်ပိတ်9ပိတ်9ပိတ်ကြောင့်ဆိုတော့1အဲ့ဒီမှာသူက1 3ချက်ထိတ်ခါပိတ်အဲ့1 3ချက်အဲ့ဒီလို့သူကကစားကွက်တစ်မျိုးပေါ့ဗျာအဲ့ဒီလို့သူက1 3ချက်ညီတာနဲ့အဲ့ဒီနှစ်ထဲမှာ6ခါနဲ့ပရိတ်ကိုပုံသေးလိုက်ထွက်တာထွက်တဲ့အောက်မှာသူကအခွေ3လုံးကိုခွန်ထားတာအခွေ3လုံးခွန်တယ်ဒုတိယမှာအခွေ3လုံးကို6တယ်အခွေ3လုံးခွန်ပြရတယ်သူ့အောက်တပွဲကြောမှာသူ့အောက်မှာခွာ9လိုက်ပြီးတော့3ခါခွာ9လိုက်တယ်လိုက်ပြီးတော့သူကသူ့အောက်တပွဲကြောမှာအခွေ3လုံးခွန်ကြောင့်ခွန်ပါဝါ2ဘူး2ခွာလာတယ်ဒီမှာကလည်း6ခါပရိတ်ကိုလိုက်ပြရတယ်အခွေ3လုံးခွန်ပြီးတော့6လာတယ်6ပြီးရတယ်ခွာ4လို့ရိုက်တယ်ရိုက်3ခါနဲ့ပဲနော်သူ့အောက်တပွဲကြောမှာ6ပါဝါ1ဘူး1ခွာနဲ့ပရိတ်6လို့လာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ6ခါပရိတ်6ကဒီမှာရိုက်သွားပြီလေရိုက်တာနဲ့ဒီမှာအခွေ3လုံးကလည်း9ပြီ9တော့ကျတော့သူ့အောင်မှာခွာ3တော့မလာဘူးတို့ပေမဲ့ကျွန်တော်တို့လိုက်ရမှာပဲ3ညထွိုင်းဆိုပြီးတော့3ညအပူခွာနဲ့10ခွက်ရန်3ညထွိုင်းဆိုပြီးအော်ခဲ့တယ် तू မလာသေးဘူးတို့ပေမဲ့3ကတ်တည်းက तू လိန်နေနော်3ကတ်တွေမှာသွားပြီးတော့ကျွန်တော်တို့ကအညီယူလို့မရဘူးဆိုတော့တစ်ချက်ကျွန်တော်တို့ပြောချင်တာကအဲ့ဒါဆိုရင်ဟုတ်ပြီနောက်တစ်မျိုးနဲ့ဖမ်းမယ်6ခါအဲ့လို3ကတ်ဖြစ်တာနဲ့ तू ကဒီလောက်2ကတ်မှာတော့ဒီလိုအပင်ရှည်ကြီးပြီးတယ်ပေါ့ဗျာ3ကတ်ရောက်တော့ तू ပေးချင်မှပေးလိုက်မယ်ဆိုရင်ဘယ်လိုတွေးလဲဆိုတော့အဲ့ဒီနှစ်ဦးမှာဒီကနန်း3နှစ်ကျော်မ3လုံးပြေးလမ်းမှာကထိတ်က1ခါ1ပိတ်က1ရှာကြည့်ရှေ့မှာဖြစ်ချင်းတူတာ2နှစ်လည်းမဖြစ်ဘူး1 3ချက်ကဒီမှာဖြစ်တာ2နှစ်လည်းမဖြစ်ဘူး3ညလည်းမဖြစ်ဘူးကနန်းတစ်လုံးနဲ့တူညီတာကိုဒီ3ခွက်ကျော်မှာဒီ3ကပ်ပဲလာဖြစ်တာကလင်နာမှာမဖြစ်သေးဘူးရှေ့မှာเนาะကျွန်တော်တိုက်ပြီးပြီဆိုအဲ့1တွေကြောင့်1ပါဝါ6ခါဘရိတ်6လို့လဲသူထွက်ပြီ
အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီနှစ်ထဲမှာနှစ်ပူးလိုက်တယ်တစ်ပူးလိုက်တယ်တုံညာပူးလိုက်တယ်အဲ့ဒီလိုမလိုက်ခင်မှာသူ့အပေါ်တပွဲကျော်မှာနှစ်ပါဝါဒီအခွေသုံးလုံးခုန်ခဲ့တယ်ခွာငားနဲ့ကစားတယ်အဲ့ဒီအောက်မှာနှစ်ပူးနှစ်ခွာလိုက်မယ်အဲ့ဒီလို तू မလိုက်ခင်မှာ तू ဘေးမှာ၄ထိတ်လို့ထွက်တယ်၄ထိတ်လို့ထွက်တယ်၃ထိတ်လို့ခန့်ထွက်တယ်၄၃ထိတ်နော်အဲ့ဒီအောက်မှာအခွေသုံးလုံးခွန်ဒီနှစ်ဦးဒီတစ်နော်ဒီတစ်၃ချက်မှာနော်အဲ၃နှစ်ကျော်တစ်၃ချက်လိုင်းမှာ6ခါပရိတ်ကိုလည်းထွက်သွားတယ်အဲ့ဒီအောက်မှာအခွေ၃လုံးခွန်တယ်ခွာငားတယ်အောက်မှာအဲ့ခွန်ပါဝါနှစ်ဘူးနှစ်ခွာလိုက်တယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းအဲ့ဒီ6ခါပရိတ်ကိုနှစ်ထဲမှာပဲနော်ဒီ3နှစ်ကျော်ဒီ395နှစ်3နှစ်ကျော်လိုက်တစ်3ချက်ဖြစ်တဲ့ဟာအဲ့ဒီနှစ်ထဲမှာပဲမြန်ရင်သိခံပေးပါနော်ကျွန်တော်ခုံလည်းမပါဘူးအဲ့ဒီနှစ်ထဲမှာဟိုမှာခုမ၄ထိတ်နော်၄ထိတ်ပြီးတော့သူ့ရဲ့ဇောင်းမှာ3ထိတ်အဲ3ထိတ်ပြီးတော့အဲ့ဒီရဲ့ဘေးမှာဒီမှာ2ထိတ်ပြီးခဲ့တဲ့နှစ်က2ထိတ်ကဒီတစ်လုံးပဲကြာ2ထိတ်ကဒီမှာစကြတာလေဒီမှာကြတယ်ပေါ့နော်2ထိတ်နော်အဲ့ဆိုရင်သူတစ်မျိုးလှည့်စားတာပေါ့3ကတ်ဆိုတော့အထောက်ပေးတိုင်းချောင်းအောင်ပါသူ့ဘေးမှာ तू က4သူ့ထောက်မှာ4 3 2ထိတ်အဲ့ဒီဘေးမှာ तू ဘာရှင်လာအောင်ဆိုတော့3ထိတ်သူ့ရဲ့ဘေးမှာ2ထိတ်4 3 2စီနီယံထိတ်စီးကိုသူ့ဘေးမှာ3 2 1စီနီယံထိတ်စီးနဲ့ဒီမှာထောက်ပြီး1 4 5ဆိုတော့1ထိတ်လို့ကြာပြီ1ထိတ်ကလည်းဒီမှာမှစကြခဲ့တာနော်2ထိတ်ကဒီမှာစကြလို့1ထိတ်ကဒီမှာလိုက်တယ်ဆိုတော့ဒီ3ကတ်လိုင်းမှာကသဘောပဲအဲ့ဒါဆိုရင်4ထိတ်ဘေးမှာ3ထိတ်3ထိတ်ဘေးမှာ2ထိတ်2ထိတ်ဘေးမှာ1ထိတ်အဲ့ဒီ3ထိတ်ရဲ့အောက်မှာအခွေ3လုံးခွာငါအဲ့ဒီခွန်ပါဝါနှစ်ဘူးနှစ်ခွအဲ့တော့4ထိပ်ပြီးရော3ထိပ်2ထိပ်နော်3 2 1သူ့ဘေးလေးမှာ4 3 2ထိပ်စီနေရထောက်အဲ့တော့သူက3 2 1နဲ့ထောက်ပြီးတော့သူ့အောက်မှာအခွေ3လုံးခွန်အခွေ3လုံးဒီမှာ6ပြီး6တာနဲ့သူ့အောက်မှာခွာငါပြီးတော့ခွာ4ပြီး4ပြီးဆိုတာနဲ့သူ့ဒီ6ရဲ့ပါဝါသူ့အောက်မှာတစ်ဘူးတစ်ခွနဲ့ဗရိတ်ကိုအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာလဲ4ထိပ်3ထိပ်2ထိပ်လို့ဒီမှာထောက်ပြီးတယ်သူ့ဘေးမှာ3ထိပ်2ထိပ်1ထိပ်လို့လည်းဒီမှာလာပြီးဆိုတော့သူ့အောက်မှာအခွေ3လုံးခွန်အခွေ3လုံး6အခွေ3လုံး9ကလည်းလာပြီးလာတဲ့အောက်မှာသူကခွ9ခွ4ခွ3ကလည်းလာပြီးအဲ့တော့သူ့အောက်မှာကျွန်တော်တို့ကတုံညာအပူအခွာကိုတုံညာထွားဟိုစောနာကကနန်းတူကနန်းလောက်သွားရင်တရားလို့လေထိုးလို့ရတာပေါ့ဗျာနော်တရားတော့နော်တုံညာထွားရတော့အားစရာမလိုပါဘူးအဲ့တော့တရားပေါ့ဟုတ်လားထိုးကြည့်ရင်တုံညာထွားလေးပါကျွန်တော်တို့ကထည့်ထိုးမယ်တုံညာထွားရလဲအကျွေးကြံနေတယ်နော်တုံညာထွားရလဲအကျွေးကြံနေတယ်10ကွက်ထိုးနိုင်တဲ့လူကထိုးပေါ့ဟုတ်ဘူးလား तू လာတဲ့အကြောင်းရင်းက तू ပြေးလန်းတွေကညာကြီးနော်အဲ့ဆိုရင်ထားပါတော့ရှင်း9ကတ်ထိပြေးတယ်အဲ့ကောင်9ကတ်ထိပြေးထားတယ်ကျွန်တော်ကအနိကဒီ1-3ချက်နဲ့ကြိုက်လို့ကိုကျွန်တော်ကဒီနားနဲ့ဖြတ်ပြတာရှေ့မှာ तू ကရှေ့ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်5နှစ်မြောက်မှာ तू ကဗရိတ်9ရဲ့အောက်မှာမကြီးဒီမှာသူကစီနီယမ်လာတော့ဒီမှာဗရိတ်9ရဲ့အောက်မှာသူကအခွေ3လုံးနှစ်ကိုနှစ်ပါဝါသူ့အောက်မှာခွန်ဘူးခွန်ခွာဆိုပြီးလိုက်ထားတာစီနီယမ်3ချက်ကတော့ဒီမှာ4ခွာပေါင်း4ခွာပေါင်း5ခွာပေါင်း5ခွာပေါင်း4ခွာပေါင်း3နဲ့ပြေးထားတာဗရိတ်9နော်ဗရိတ်9ရဲ့အောက်မှာသူကဒီအခွေ3လုံးနှစ်တာသူ့အောက်မှာခွေတဲ့အခွေ3လုံးကနှစ်ဖြစ်လို့နှစ်ပါဝါခွန်ဘူးခွန်ခွာသူ့အောက်တော့ဘွဲချုံမှာလိုက်ထားတာအဲ့တော့သူကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကိုသွားနေဗရိတ်9ကြည့်မယ်ဒီမှာကိုပါဝါ4ဘူး4ခွာမလိုက်ဘူးဒီမှာဗရိတ်9လာပြီနော်ဗရိတ်9ရဲ့အမှာဘာခွေဘယ်လောက်ခွေတော့ဆိုအခွေ3လုံး6ခွေတယ်6ခွေတော့ကြတော့6ပါဝါ1ဆိုပြီးသူ့အောက်မှာ1ဘူး1ခွာလိုက်တယ်9ကက်ပြေးထားလို့နော်ဗရိတ်9ဒါတွေကြတော့ तू ကမညီတော့ဘူးလေစောနာကပေါင်းလို့လည်းမလွယ်တော့ဘူးဟုတ်လားထိတ်တွေပေါင်းလို့မရဒီနာအနိကကတော့1 3ချက်ကထူဆန်းမှုအဲ့ဒီနေ့ထဲမှာပဲ तू က6ခါဗရိတ်9တွေကလာတယ်လာဟုတ်ဒါမူခွဲသွားတာကျွန်တော်ပြောသလိုပေါ့နော်ဟိုကားစီးသလိုပဲမှတ်တိုင်တစ်ခုရရင် तू ကဟိုလူဝါးတွေနဲ့ပေါ့အစောဟိုပါပေါ့ဗျာဟိုကုမ္ပဏီလိုပုံစံတွေပေါ့နော်အဲ့တော့ဟိုလူဝါးတာပေါ့နော်အဲ့တော့မူတွေခွဲသွားတာအဲ့တော့ကျွန်တော်တို့ဒီမှာဒီ9ကက်ကနေကြည့်လိုက်ဗရိတ်ကိုသူ့အောက်မှာအခွေ3လုံးက6ဖြစ်ချင်းကြောင့်6ပါဝါ1ဘူး1ခွာသူ့အောက်တော့ဘွဲကျော်လိုက်သူကနေ1နှစ်2နှစ်3နှစ်ချ1နှစ်2နှစ်3နှစ်3နှစ်ချတော့ဒီမှာဗရိတ်ကိုနော်ကွက်ထီကြောက်ရေးပဲဗျာ1နှစ်2 3 4 5နှစ်မြောက်
သူ့ကွက်တွေရပဲဗရိတ်ကိုတွေရပဲစရေးဗရိတ်ကိုမှဆုံး9နှစ်မြောက်အဲ့မှာဗရိတ်ကိုရနဲ့သူ့အောင်မှာဒီအခွေ3လုံး2ကြောင်2ပါဝါခုံဘူးခုံကွာတပွဲချုံမှာလိုက်အဲ့တော့ဒီကောင်ကနေ9နှစ်ကိုသွား1နှစ်2နှစ်3နှစ်4နှစ်5နှစ်9နှစ်သွားရတယ်ဗရိတ်ကိုအခွေ3လုံးကသူ့အောင်မှာခုံဖြစ်ချင်းကြောင့်သူ့ကောက်တပွဲချုံမှာခုံဘူးခုံကွာနဲ့ဟိုခွာပေါင်းနေရတော့9ကက်လုံးစီနီယာမယူတော့အဲ့ဒါသေးချာတယ်အဲ့လိုယူရင်မကောင်းတော့လွဲပြီပဲလွဲဖို့များတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်မကြိုက်တော့အဲ့တော့ဒီမှာအခွေ3လုံးခုံဖြစ်ချင်းကြောင့်ခုံပါဝါသူ့အောင်မှာ2ဘူး2ခွအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းဗရိတ်ကိုသူ့ကြောင့်အခွေ3လုံး6ကြောင့်6ပါဝါမစီနီယံပြေးလာပြီသူကြတော့ခွန်6 5နဲ့6ကြောင့်6ပါဝါ1ဘူး1ခွအဲ့တော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်သွားဒီမှာ6ခါဗရိတ်ကိုထွက်တာပဲသူ့ကမှလည်းအခွေ3လုံး5ခဲ့တာအကျွေးကြံနေတယ်အဲ့ဒီကောင်ကမှဒီခွာ3အောင်မှာဒီဖြစ်စဉ်ရဲ့ဒီစီနီယံနေတဲ့ပြေးလာမှာခွာ3အောင်မှာကြာဆိုတဲ့ပုံစံမျိုးနဲ့ဆိုရင်အဲ့3ညထွန်ရနော်အဲ့တော့3ညအပူခွာပေါ့ဗျာ3ညထွန်လည်းကောင်းတာပေါ့3ညအပူခွာကောင်းတယ်10ခွက်လုံးထိုးနိုင်တဲ့လူထိုးပါမကြိုက်တဲ့လူကရှောင်ပါနော်အဲ့လိုမျိုးကျွန်တော်ဆိုလိုချင်းဖြစ်ပါတယ်နော်ကဲအားလုံးဒီနေ့ညတော့ဒီတော့ပဲမင်းဘာအကြောင်းမြန်သေးတယ်10ရောက်လောက်ရှိတယ်15ရောက်လောက်ကျွန်တော်မေးထားတယ်ပေါ့နော်မေးပြီးမဖြစ်ဘူးဆိုမှတော့ကျွန်တော်လဲမဘာဆိုင်ရင်ဖြစ်လိုက်တယ်ပေါ့ဘာလို့လဲဆိုတော့လူလဲအကြောင်းမပြောင်းဘူးလဲမဆက်မလိုက်တော့လို့ဖြစ်မှာပေါ့နော်အဲ့တော့တကယ်လို့မတက်နိုင်သေးဘူးအဆင်မပြေသေးလို့တစ်လားနှစ်လားဆောင်ပေးပါဘယ်လားသွင်းပါမယ်မမဟုတ်တဝက်တော့လောလောဆယ်သွင်းထားခြင်းနဲ့တဝက်စီခွဲသွင်းရလားဆိုလဲရပါတယ်မပါအဟောင်းနေရလူတစ်ကတော့2သိန်းပါနော်ဒါပေမဲ့လူဟောင်းတွေအခုထွက်သွားလို့အခုထွက်ကျွန်တော်ကဟိုလူဟောင်းဆိုရင်နှစ်တိုင်းနေရှော့ပေးထားတာတဝက်လောက်ပဲလေဟုတ်လားရေရှည်ဆိုတဲ့လက်တွဲခြင်းနဲ့အဲ့တို့ပြင်အဲ့ချားတွေကမှသူတို့ကထွက်သွားတယ်မတက်နိုင်တာလည်းရှိမယ်တက်နိုင်တာလည်းရှိမယ်ပေါ့ဗျာဟုတ်လားအကြောင်းမျိုးကြောင့်ထွက်သွားတယ်ဒါပေမဲ့ကျွန်တော်ပြန်ဝင်ခဲ့ရင်အစင်မပြေလို့ထွက်တာဖြစ်ဖြစ်အစင်မပြေလဲကျွန်တော်ထားပေးမယ်လို့အားလုံးပြောပြီးပေါ့ဗျာအဲ့တော့ပြန်ဝင်လာရင်တော့လူသစ်စေးဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ရင်လည်းမဖြစ်ဘူးဒါကကျွန်တော်အချိန်နဲ့ချိန်ခါကိုကြည့်ပြီးတော့ပြီးသွားမှာပေါ့နော်ပြန်ဝင်လာရင်တော့လူသစ်လိုပဲဖြစ်မယ်အဲဆိုကျွန်တော်ကတစ်ချိန်စာ1000ဝဲယူတာဗျာအဲ့တော့ကျွန်တော်2သိန်းဆိုတာကကျွန်တော်ဒီနှစ်ဦးတစ်ချိန်မှလာဝင်လဲ2သိန်းဖြစ်မယ်တစ်ချိန်ထွက်ပြီးတော့2ချိန်မှလာဝင်လဲ2သိန်းဖြစ်မယ်ဟုတ်လားအဲ့လိုမျိုးပေါ့နော်ကျွန်တော် short ချရင်ဒီမှာ short ချပြင်မှာပေါ့နော်နည်းနည်းအချိန်ကြီးလေးနည်းနည်းများမှကျွန်တော်ရဲ့ idea အဲ့တိုင်းသွားတာပေါ့နော်အဲ့တော့လူသစ်ကတော့2သိန်းထိုင်းရနေဆိုဘတ်2000ပေါ့ဗျာဟုတ်လားကဲအားလုံးမင်္ဂလာပါဗျာကျွန်တော်ဖုန်းနံပါတ်ကတော့3992525339ဖြစ်09ပါနော်ထိုင်းရဆိုတော့ဒီ Messenger မှာလည်းလာပြီးတော့မဝင်ရင်လို့ပါလို့ရေးလို့ရတယ်နော်မဝင်ရင်တဲ့လူတွေဖုန်းဆက်ရှင်လည်း3992525339ဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကဒီ line ရသိမကောင်းဘူးတဲ့ဒီနေ့မှလည်းဒီတိုင်းပဲလူဟောင်းတွေပြီးခဲ့တဲ့နှစ်ကဒီလိုပဲပြောတာဒီလိုပဲပြန်ဝင်လာတယ်လူဟောင်းမှာရတဲ့လောက်နဲ့ထားပေးပါတယ်ဟိုလူဟောင်းသေးပဲထားပေးပါဆိုတော့ထားပေးလိုက်တယ်ဒါပေမဲ့ဒီနောက်နှစ်ကတော့လူဟောင်းမှာအခုထွက်သွားတယ်ဗျာကျွန်တော်လည်းအစင်မပြေလို့ဆက်ဝင်ရင်လည်းဆိုလည်းထားပေးတယ်ဆိုတော့ထားပေးတယ်အဲ့လိုမျိုးမှမဝင်မဲနဲ့ထွက်သွားတဲ့လူကြတော့ကိုစီသူကမဝင်ကျင်တော့ဘူးလေဟုတ်လားအဲ့တော့ကိုလည်းအတင်းခေါ်လို့မရဘူးခေါ်မနေတော့အဲ့တော့သူကပြန်ဝင်လာတဲ့ခါမျိုးဆိုရင်တော့အစင်မပြေဘူးဆိုတော့ကျွန်တော်ထားပေးပဲတကယ်အမှန်တကယ်ဝင်ကျင်တဲ့လူကကူကတိုင်းအစင်မပြေဘူးဆိုရင်ဖြစ်တယ်ဗျာဟုတ်လားအဲ့တော့ထွက်သွားပြီးတကယ်လို့ပြန်ဝင်လာရင်တော့ကျွန်တော်လူသစ်စေးယူမှာပေါ့နော်ဒါပြောလို့လည်းမရသေးဘူးပေါ့ဒါကျွန်တော်ပေါ်မှာပဲမူတည်တာလူစိတ်ဆိုတာအများနဲ့ပြောင်းလဲနေတာဟုတ်နော်ဒါကူလည်းမတည်နိုင်သေးလို့စကားနှစ်ခွပြောထားတာပေါ့ဗျာဟုတ်လားတည်နိုင်ပြီဆိုရင်တော့အပြတ်ပြောလိုက်မှာပေါ့ဒါပေမဲ့လူသစ်စေးတိုင်းပဲယူဖို့များတယ်ပဲထွက်သွားတဲ့လူကအခါတိုင်းနေ့လို့ပါပဲ200ဝန်းကျင်နဲ့မှန်ပါစမယ်2026ကိုအခုမှန်ပါ200ဝန်းကျင်အစ်စ်ကောလူဟောင်း200ဝန်းကျင်ရှိရပေါ့နော်ဟိုလောက်ကထွက်သွားတယ်ပဲ93ယောက်လောက်ကဒီထီကနေထွက်သွားတယ်ပေါ့အဲ့လိုမျိုး93ယောက်လောက်က
ဒါလည်းမသိတော့မသိရသေးဘူးပေါ့ဗျာသူတို့ကျွန်တော်14 5ယောက်ကတော့မေးထားတော့ကျွန်တော်လည်းမန်ပါထဲမှာမွေးကနန်းဆိုင်လည်းတင်ခြင်းပြီနောက်တစ်ခုကမန်ပါကတ်တွေလည်းမန်ပါဆိုင်တွေလည်းပြခြင်းပြီအဲ့တော့ကိုကန်တဲ့ကိုဆိုတော့ကြတော့ဒီမလိုက်တဲ့လူတွေကတော့သူတို့နဲ့ကိုနဲ့ကံမဆက်လို့ပဲဟုတ်လားဒီလိုပေါ့ဗျာကံမဆက်လို့ပဲဆိုတဲ့သဘောထားလိုက်တယ်အဲ့တော့သူတို့နဲ့ကိုဒီမန်ပါဆက်လိုက်တာနဲ့မလိုက်တာနဲ့အတိအကျလုပ်ပြီးကိုကဒီမန်ပါအကောင့်ထဲမှာ organize site တွေလိုက်လွှင့်ပေးခြင်းပြီလေ share ရလိုက်တဖြည်းဖြည်းပြန်နှီးလာပြန်ရောအဲ့လိုမျိုးတွေအဲ့ကြောင့်ကျွန်တော်လိုက်မေးထားတယ်ပေါ့နော်မန်ပါဆက်လိုက်မလားမလိုက်ဘူးလားပေါ့အဲ့လိုမျိုးနှစ်တိုင်းနေမေးပါတယ်ကဲအားလုံးမင်္ဂလာပါနော်ဒီလောက်ပါပဲနောက်ရလဲလာပါအောင်မယ်